အားလုံးမင်္ဂလာပါခင်ဗျာကာနိပညာလက်တွေ့သင်တန်းနဲ့ပတ်သက်ပြီးတော့ရန်ကုန်မှာမဖွင့်သေးဘူးလားဆိုတဲ့မိတ်ဆွေများအတွက်2026ခုနှစ်9လပိုင်းထဲမှာဆိုရင်တော့လက်တွေ့သင်တန်းကိုဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ဓမ္မစရီလမ်းမှာရှိတဲ့အိုင်ကား16မှာ9လပိုင်း4ရက်နေ့ကနေပြီးတော့6လပိုင်း3ရက်နေ့ထိတလားတိတိလက်တွေ့သင်တန်းကိုဖွင့်လှစ်သွားမှာဖြစ်ပြီးတော့စာတွေ့လက်တွေ့သင်ကြားပေးသွားမှာဖြစ်ပါတယ်သင်တန်းကနေကလာတဲ့သူများအတွက်ဆိုလို့ရှိရင်တော့အဆောင်စီစဉ်ပေးမှာဖြစ်ပြီးတော့သင်တန်းကြီးကတော့8သိန်းကျပ်ဖြစ်ပါတယ်သင်တန်းအချိန်ကတော့နေ့လယ်1နာရီကနေပြီးတော့ညနေ9နာရီထိသင်ကြားပေးသွားမှာဖြစ်ပါတယ်သင်တန်းသားဥယျာဉ်ကတော့ကန့်သက်ထားပါတယ်သင်တန်းမှာသင်ကြားပေးမယ့်အကြောင်းအရာတွေကတော့ကားရဲ့အင်ဂျင်ဓာတ်ဆီအင်ဂျင်ဒီဇယ်အင်ဂျင်တွေနဲ့ပတ်သက်တဲ့အခြေခံအကြောင်းအရာတွေဖြစ်တတ်တဲ့ပြစ်ချက်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထည့်သွင်းပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒါအပြင်အော်တိုဂီယာနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့ပြစ်ချက်တွေအော်တိုဂီယာနဲ့ပတ်သက်ပြီးတော့ကြုံတွေ့ရတဲ့အခက်အခဲတွေနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလည်းထည့်သွင်းပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ပြစ်ချက်ကုတ်တွေနဲ့ပတ်သက်ပြီးတော့အင်ဂျင်ပိုင်းတွေဂီယာဘောက်ပိုင်းတွေဘရိတ်ပိုင်းတွေအစားရှိသည့်ဖြင့် DTC ကုတ်တွေနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလည်းပြစ်ချက်ကုတ်တွေပေါ်မူတည်ပြီးတော့ live data တွေကိုဘယ်လိုဖတ်မယ်ပြီးသွားတဲ့အခါမှာပြစ်ချက်ကုတ်တွေကိုဘယ်လိုဖြည့်ရှင်းရမလဲဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီချာချာလေးသင်ကြားလေ့ကျင့်ပေးမှာဖြစ်ပါတယ်ဒါအပြင်ကားမှာရှိနေတဲ့စင်ဆာတွေနဲ့ပတ်သက်ပြီးတော့အခြေခံကြတဲ့အချက်လက်တွေစင်ဆာရဲ့ဝါရင်းပိုင်းတွေနဲ့ပတ်သက်တဲ့အပိုင်းတွေစင်ဆာတွေကိုဘယ်လိုပုံစံမျိုးတိုင်းတာစစ်ဆေးလို့ရလဲဆိုတဲ့အပိုင်းတွေနဲ့ပတ်သက်ပြီးတော့လည်းဒီချာချာလေ့ကျင့်သင်ကြားပေးမှာဖြစ်ပြီးတော့ကားမှာအသုံးပြုထားတဲ့ဝါရင်းနဲ့ပတ်သက်ပြီးတော့ဝါရင်း diagram ကိုဒီချာချာဖတ်တတ်အောင်သင်ကြားပေးမှာဖြစ်ပြီးတော့ဝါရင်း diagram ကိုဒီချာချာဖတ်တတ်သွားတယ်ဆိုရင်ကားနဲ့ပတ်သက်ပြီးတော့ဝါရင်းလိုက်တဲ့အခါမှာလည်းပို့ပြီးတော့လွယ်ကူသွားအောင်စာတွေလက်တွေဒီချာချာရှင်းပြပေးမှာဖြစ်ပါတယ်ဒါအပြင် ECU ပင်ရောက်တွေနဲ့ပတ်သက်ပြီးတော့လည်းဘယ်လိုပုံစံမျိုးဖတ်ရှုရလဲ ECU တွေကိုဘယ်လိုပုံစံမျိုးပါဝါတွေကဝင်တာလဲပြီးတဲ့အခါမှာ ECU ကနေပြီးတော့ဘယ်အပိုင်းတွေကိုပြန်ပြီးတော့ထိန်းချုပ်ပေးနေတာလဲစင်ဆာတွေနဲ့ ECU ကြားထဲမှာရှိနေတဲ့ဝါရင်းတွေကဘယ်လိုပုံစံမျိုးနဲ့သွယ်တန်းချိတ်ဆက်ထားတာလဲစင်ဆာတွေကိုဘယ်လိုပုံစံမျိုး power supply တွေပေးနေလဲဒီအကြောင်းအရာတွေနဲ့ပတ်သက်တဲ့အပိုင်းတွေကိုလည်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါအပြင် live data ကြည်နည်းကိုလည်းအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပြီးတော့ live data ကိုကြည့်ပြီးတော့ပြစ်ချက်တွေကိုဖြည့်ရှင်းတဲ့ပုံစံကိုလည်းရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါအပြင်ဒီဇယ်ကားအင်ဂျင်တွေမှာခုနောက်ပိုင်းပို့ပြီးတော့အသုံးပြုလာတဲ့ common စနစ်တွေကိုလည်းအသေးစိတ်ရှင်းပြပေးမှာဖြစ်ပြီးတော့တာဘိုချာချာနဲ့ပတ်သက်တဲ့အပိုင်းတွေစူပါချာချာနဲ့ပတ်သက်တဲ့အပိုင်းတွေဒီအပြောင်းအရာတွေကိုလည်းထည့်သွင်းပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒါအပြင် AVS စနစ်နဲ့ပတ်သက်ပြီးတော့ပြစ်ချက်ရှာဖွေတဲ့ပုံစံတွေနောက် diagnosis scan တစ်လုံးကိုအသုံးပြုပြီးတော့မှ DTC ကုတ်တွေဖတ်တာ live data တွေကြည့်တာနောက် actuation တက်တွေလုပ်ပြီးတော့မှပစ္စည်းတွေကိုစမ်းသပ်တဲ့ပုံစံတွေရယ်ပြီးသွားတဲ့အခါမှာ special function တွေကိုအသုံးပြုပြီးတော့ calibration လုပ်တာတွေနောက် nozzle ကုတ် injector ကုတ်တွေရိုက်တဲ့ပုံစံမျိုးတွေနောက် throttle landing လုပ်တဲ့ပုံစံမျိုးတွေဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းသင်တန်းမှာထည့်သွင်းပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကတော့ EPS နဲ့ပတ်သက်ပြီးတော့ calibration လုပ်တာတွေ throttle နဲ့ပတ်သက်ပြီးတော့ calibration လုပ်တာ landing လုပ်တဲ့ပုံစံတွေပေါ့ဗျာเนาะဒီအကြောင်းအရာတွေကိုအသေးစိတ်ထည့်သွင်းပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့သင်တန်းနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့အနေနဲ့တက်ရောက်လေ့လာခြင်းတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ရဲ့ဒီ Telegram Channel နောက်ကျွန်တော်ရဲ့ Facebook Page ကျွန်တော်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့399459645651ဖုန်းကိုဆက်သွယ်ပြီးတော့သို့မဟုတ် Viber ကနေဆက်သွယ်ပြီးတော့သင်တန်းအတွက်စာရင်းပေးသွင်းလို့ရပါတယ်သင်တန်းကတော့9လပိုင်း4ရက်နေ့မှာနေ့လယ်1နာရီမှာစတင်ပြီးတော့သင်ကြားပေးသွားမှာဖြစ်ပါတယ်စာတွေ့ရောလက်တွေ့ရောနှစ်မျိုးလုံးကိုပေါင်းဆက်ပြီးတော့မှသင်ကြားပေးသွားမှာဖြစ်တဲ့အတွက်ရန်ကုန်မှာသင်တန်းတက်ရောက်ခြင်းတဲ့မိတ်ဆွေများအတွက်အခွင့်အရေးအနေနဲ့9လပိုင်းထဲမှာရှိပါတယ်ဒါကြောင့်တက်ရောက်လေ့လာခြင်းတဲ့မိတ်ဆွေများအတွက်ကျွန်တော်ကိုအမြန်ဆုံးဆက်သွယ်စီခြင်းပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ